အဆုံးလာဆိုင်မင်္ဂလာပါဘာမှစားစရာမရှိဘူးမောက်ပဲစားမော်နဲ့ကဖဲဒီတနေရာမှာလာရောက်လို့ဆိုရင်သူများရောင်းဟိုသမင်းနေပါလိမ့်မရှိဟိုအပြင်မှာဝေးသွားမယ်မောင်ကတိတ်မကောင်းလူထရမှာဘာနဲ့မှာအဒီလိုက်ရဟိုနောက်မှာအလဲရောက်ကြီးကွန်ပလိုတူပါกาแฟตะปูมอดတော့ဒါအစာကြီးစားရအမေအလောလောကမှာပြည့်စုံချတဲ့ဟာလေးတယ်ဒီစီစားတဲ့ဟာလဲတယ်ဒါမှသူတို့မှထမ်းလည်းမထားဘူးလေငါတို့ကအဲ့ဒီဘလို့ခေါ်လဲဟိုခါနာလေဟိုထမ်းဥစ္စာမဟုတ်ဟိုဒီတော့ကောက်တလုံးမျိုးဟိုပို့ရတယ်အဲ့ဒါခါတာနာအလောကမစိုးပါအလောရောက်နေကအလောကရှိတယ်ငါတို့သူများပစ္စည်းလာရောက်ငါတို့ပစ္စည်းသူများလာပို့လို့ကြလို့ဆိုရင်ငါတို့ပစ္စည်းလဲပြီးအဲ့ဒီပုံမှန်ငါတို့ပြန်ထည့်တယ်အဲ့ဒါငါတို့ပို့လိစားတော့မယ်ငါတို့ထည့်တယ်အဲ့ဒါလာပို့တယ်လည်းမဟုတ်ဒါတကူတို့1ကီလိုပေါ့အဲ့ဒီဖာတလို့ထည့်ပြီးရောအဲ့ဒါ24ကီလိုတို့ထည့်တယ်အဲ့လိုအဲ့ဒါသူကဖူးလေထည့်လို့ဆိုရင်ဟို20လို့ရှိရောနာလေးရောအဲ့ဒါတခါတလေဆိုတော့ဟိုဖောက်တဲ့မာများလို့ဆိုရင်တို့အလုံးများတယ်လာဖို့လည်းများတယ်အလုံးလည်းလေးပဲအဲ့လိုမျိုးဖောက်တဲ့မာလို့နေလို့ဆိုရင်ငါတို့လာဖို့နေတယ်ဟိုအလုံးလည်းပါတယ်အေးစေပေါ့လောကလေးတယ်လာပို့နေချာလေးတယ်အလောယောကနေကမလေးအလောယောကနေကမင်္ဂလာပုံများမင်္ဂလာလောပုံများမင်္ဂလာမှာအဆုံးလာတိုင်းရော